ကွဲဆိုတဲ့စကားလုံးကိုဆရာမအပေါ်မှာစတားလေးပြထားလိုက်ပြီးဒီလိုစတားလေးတွေတင်လိုက်ပြီးဆိုတာနဲ့ဒီစလုံးလေးတွေကသူနဲ့တွဲမဲ့စလုံးလေးတွေအရှိမရှိမယ်လို့ဆရာမပြောတယ်ဝမ်းကွဲဆိုတဲ့စကားလုံးကိုပျောက်လို့ပြောတယ်တရုတ်လို့ဘယ်လိုပြောမလဲဝမ်းကွဲဆိုတဲ့စကားလုံးကိုပျောက်အဲ့တော့ဆရာမတို့ကဝမ်းကွဲစလုံးကိုဘယ်လိုသုံးလဲဆိုရင်ဆရာမတို့ကအကိုဝမ်းကွဲအမဝမ်းကွဲညီမဝမ်းကွဲညီဝမ်းကွဲဆိုပြီးမသုံးလားသုံးတယ်အဲ့လိုသုံးတယ်အဲ့တော့ဆရာမတို့ကဒီဝမ်းကွဲဆိုတဲ့စကားလုံးကိုအရှိမထားပြီးသုံးမယ်တဲ့အပေါ်ကပြောထားတဲ့စကားပြောဒီစာရေးဒီဆိုတဲ့စကားလုံးလိုပဲဗမာလို့ဆိုရင်အကိုအမညီမညီတွေကအရှိရလာတယ်ဝမ်းခွဲကအနောက်ကလာတယ်ဒါပေမဲ့တရုတ်လိုကအဲ့လိုမဟုတ်ဘူးတရုတ်လိုကကျတော့ဝမ်းခွဲတွေကအရှိရလာမယ်တဲ့အဲ့တော့ဝမ်းခွဲဆိုတဲ့စကားလုံးပျောက်နောက်တစ်ခါဆရာမတို့အကိုအမကိုတင်ထားတယ်ဒီမှာအကိုဆိုကောကောအမဆိုကျဲကျဲညီမလေးဆိုမိတ်မိတ်ညီလေးဆိုတိတိလို့တင်ထားတယ်မဟုတ်လားအဲ့တော့ဒီရဲ့ဝမ်းခွဲနဲ့လာသုံးတော့မယ်ဆိုရင်ဝမ်းခွဲနဲ့လာကတ်ပြီးသုံးတော့မယ်ဆိုရင်ဒီအနောက်ကဒီအရှိကကောဆိုတဲ့တလုံးပဲယူရတော့မယ်အနောက်ကဟာမယူရတော့ဒီဟာကိုမယူရတော့ကျဲကျဲဆိုရင်လေဒီအရှိကကျဲကိုပဲယူတော့မယ်အနောက်ကကျဲကိုမယူတော့မိတ်ဆိုလဲဒီအရှိကမိတ်တလုံးပဲယူတော့မယ်အနောက်ကမိတ်ကိုမယူတော့တိတိဆိုလဲအရှိကတိကိုပဲယူတော့မယ်အနောက်ကတိကိုမယူတော့ဒီမှာဆိုရင်ဒီမှာကြည့်ဝမ်းခွဲဆိုတဲ့စကားလုံးကပျောက်ဒါဆိုအကိုဝမ်းခွဲဆိုရင်ပျောက်ကောအကိုဝမ်းခွဲဆိုရင်ပျောက်ကောလို့ပြောစရာလိုသေးလားမလိုတော့ပျောက်ကောလို့ပြောစရာမလိုတော့အဲ့ဆိုရင်အကိုဝမ်းခွဲဆိုရင်ပျောက်ကောအမဝမ်းခွဲဆိုရင်ပျောက်ကျဲမဟုတ်တော့ဘူးဝတ်စားနှလုံးပေါက်ထည့်ထားတယ်ပျောက်ကျဲပြန်ဆိုကြည့်မယ်အမဝမ်းခွဲပျောက်ကျဲအမဝမ်းခွဲပျောက်ကျဲညမဝမ်းခွဲဆိုရင်ပျောက်မိတ်ညမဝမ်းခွဲဆိုရင်ပျောက်မိတ်ညမဝမ်းခွဲဆိုရင်ပျောက်မိတ်ညီဝမ်းခွဲဆိုရင်ပျောက်တိညီဝမ်းခွဲဆိုရင်ပျောက်တိညီဝမ်းခွဲဆိုရင်ပျောက်တိပြောစရာလိုသေးလားမလိုတော့ပျောက်တိဒီဆုံးစကလုံးနှစ်ခုရှိမယ်ဘာနှစ်ခုရှိမလဲအကြီးဆုံးစကလုံးနှစ်ခုရှိမယ်အကြီးဆုံးစကလုံးရှိမယ်အဲ့ဒါဘာစလုံးနေလဲဆိုတော့အရန်ဆိုတဲ့စကလုံးရဲ့နော်ဘာစကလုံးလဲအရန်ဆိုတဲ့စကလုံးရဲ့ကွက်လက်ဆုံးအဆုံးဆိုတဲ့စကလုံးလေးရဲ့အရှိကအလေကကြောက်ကွက်လက်ဆုံးဆိုတဲ့စကလုံးလေးရဲ့ရှိမယ်တရုတ်စကလုံးတွေအခုဆရာမတင်နေတဲ့အခုတင်မဲ့စာတွေရောနောက်တင်မဲ့တရုတ်စာလုံးတွေထက်သူတို့နှစ်ခုကကြီးတယ်သူတို့နှစ်ခုကဘာဖြစ်လဲကြီးတာပြန်ပြောမယ်တရုတ်စကလုံးတွေအားလုံးထက်ကြီးတဲ့စကလုံးနှလုံးရှိတယ်တရုတ်စကလုံးတွေအားလုံးထက်ကြီးတဲ့စကလုံးဘယ်နှလုံးရှိလဲနှလုံးရှိတယ်အဲ့တော့ဆရာမဒီအောက်မှာကြီးသောစကလုံးလို့ရေးထားမယ်ကြီးသောစလုံးเนาะကြီးတဲ့စလုံးတွေဘယ်နှလုံးရှိလဲနှလုံးရှိမယ်သူတို့ကအားလုံးထက်ကြီးတဲ့အတွက်စလုံးတွေရဲ့အရှိမပဲသူတို့ကနေမယ်ဘယ်တော့မှအနောက်မှမနေဘူးစလုံးတွေရဲ့ဘယ်မှာနေမလဲအရှိမနေမှာစလုံးတွေရဲ့အရှိမနေမှာเนาะစာချောင်းရဲ့အရှိဆုံးမှာနေမှာမဟုတ်ဘူးသူကစလုံးတွေရဲ့အရှိမနေမယ်အဲ့တော့ဆရာမသူအားလုံးထက်ကြီးတဲ့စကားလုံးကိုဗမာလိုအရင်ပြောမယ်ဆိုရင်အရန်ဆိုတဲ့စကားလုံးရဲ့ကွက်လက်ဆုံးဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အရန်ဆိုတဲ့စကားလုံးရဲ့ကွက်လက်ဆုံးဆိုတဲ့စကားလုံးဖြစ်ပါတယ်အဲ့တော့ပထမတစ်ခုကိုစပြောမယ်အရန်ဆိုတဲ့စကားလုံးကိုတရုတ်လိုဟိန်လို့ပြောတယ်အရန်ဆိုတဲ့စကားလုံးကိုဘယ်လိုပြောမလဲဟိန်လို့ပြောတယ်သူ့ကိုစတားလေးပြလိုက်ပြီဆိုတာနဲ့သူ့ကိုဘယ်မှာထားပြီးပြောရတော့မလဲရှေ့မှာပဲထားသုံးရမယ်ဆုံးဆိုတဲ့စကားလုံးကိုတရုတ်လိုဘယ်လိုပြောမလဲဆိုကျွေဆိုတဲ့စကားလုံးနဲ့ဖြစ်သွားမယ်ကျွေဆိုတဲ့စကားလုံးနဲ့ဖြစ်သွားမယ်အောက်ကမြင်ကျွေမဟုတ်ဘူးเนาะကျွေဆိုတဲ့စကားလုံးနဲ့ဖြစ်သွားပါမယ်ဘယ်လိုအတန်ထွက်ဖြစ်သွားမလဲကျွေနဲ့ဖြစ်